manual guide လေးတချို့ဒီလိုမျိုးကျွန်တော်တို့မှလှမ်းမြင်နေရတယ် Arduino ဂျိုးနဲ့ Arduino 3 Arduino ဂျိုးက A to C ပဲအပြူအောင်ဒါလေးကတော့ sim injection tool လေးပေါ့နော်ဒါလေးက Arduino နဲ့အတုံး Vivo A ပေါင်းလဲပေါ့နော်တိုက် A ပေါင်းနဲ့ Vivo fast charge ကိုမှ80 watt okay ကျန်တာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘောက်လေးကိုဖယ်လိုက်မယ် S50 Pro Mini လိုပုံစံလေးရှိမယ်ကြည့်ကြအောင်ပါflat display နဲ့ပဲ selfie camera တစ်လုံးနဲ့ပဲ pre-install screen ကတ်လေးပါလာတယ် Honor 500 Pro နဲ့တော့နည်းစင်တယ်နော်သူက camera Bluetooth နဲ့ camera 3 လုံးနဲ့ camera band ထဲမှာပဲ flashlight လေးပါတယ် Vivo logo လေးကအောက်မှာအရောင်ကတော့ခရမ်းရောင်လေးဟုတ်ပြီဒါကတော့ Vivo S50 Pro Mini ရဲ့ဘယ်ဘက်ချမ်းမှာပါနော် internal line လေးနှစ်ခုတွေ့တယ်အပေါ်ဘက်မှာက IR blaster လေးရဲ့ internal line ရဲ့ microphone တွေရဲ့တွေ့တယ်ပြီးညာဘက်ချမ်းမှာကျတော့ကျွန်တော်တို့ internal line နှစ်ခုရဲ့ volume auto short button လေးရဲ့ power button လေးရဲ့ဆိုပြီးတော့ကျွန်တော်တို့တွေ့တယ်